စီးပွားဥစ္စာတိုးတက်ခြင်းဘာလို့ရမလဲကြိုးစားအထောက်မှုလုံလဝိရိယရှိရမယ်ဘာလုပ်ပြီဆိုရင်အထောက်ကြိုးပမ်းမှုဟာအရေးကြီးတယ်အဲ့လိုကြိုးပမ်းအထောက်တဲ့အခါမှာကြိုးစားရုံနဲ့ရသလားလို့ဆိုမရဘူးဘာတွေလိုအပ်တုံးဆိုရင်လုပ်ငန်းကျွမ်းကျင်မှုရှိရမယ်ဇွဲကောင်းရမယ်နည်းပညာရှိရမယ်ကိုယ်တိုင်ဆောင်ရွက်နိုင်စွမ်းရှိရမယ်စီမံခန့်ခွဲတတ်ရမယ်အဲ့ဒီအချက်တွေနဲ့ပြည့်စုံမှလူပေါင်းလူဘဝမှာစီးပွားဥစ္စာတိုးတက်နိုင်တယ်လို့သူဆိုဟုတ်ပြီဒါတခုတည်းနဲ့လုံလောက်လားလို့ဆိုမလုံလောက်သေးဘူးဘာလို့ရမလဲကိုရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေအလေအလွတ်မရှိအောင်ထိမ့်သိမ်းဆောက်ရှောက်ဖို့လိုအပ်တယ်အသုံးနဲ့အဖြုံနားလည်ပြီးတော့မိမိရှာဖွေစုဆောင်းထားတဲ့ပစ္စည်းဥစ္စာတွေကိုအဖြုံနဲ့မရောက်အောင်အသုံးသက်သက်ဖြစ်အောင်အကျိုးရှိသုံးဖို့ဆိုတာအမြဲတမ်းအရေးကြီးတယ်